တာချက်ကနေပါပေးနေတယ်ပိုးရည်စိမ်နဲ့ချက်ကနေပေးနေနံပါတ်မှာဟာခေါ်နေပြီဝင်းဒါတော့နှိမ့်ချက်ကနေပေးနေတယ်လိုက်မှတ်ထားကြပါ